မင်္ဂလာပါရှင်ကော့တာကိုကျွန်းတွင်နေထိုင်ကြသောကော့တာကိုကျွန်းသူကျွန်းသားအပေါင်းတို့ရှင်ကျမတို့ရဲ့ကော့တာကိုကျွန်းကိုစီပင်သားရဖွံ့ဖြိုးတိုးတက်အောင်အတူတကွဝိုင်းဝန်းဂယူးဆိုင်ကြစို့ရှင်အရန်လည်းမခတ်ပါဘူးလွယ်ကူပါရဲ့ရှင်ကျမတို့အားလုံးအမိုက်များကိုမစွန့်ပစ်ခင်မှာစနစ်တကျခွဲခြားပေးဖို့ပဲလိုပါရဲ့ရှင်တဘာဝအတိုင်း organic အမိုက်များနဲ့အထွေထွေအမိုက်များကိုလည်းခွဲခြားပေးပါပြန်လဲအသုံးပြုနိုင်သောပစ္စည်းများကိုလည်းပြန်လဲအသုံးပြုနိုင်ရန်အတွက်အမျိုးအစားခွဲခြားပေးပါကော်တောက်ကျွန်းသူကျွန်းသားအပေါင်းတို့အန်ရီကင်းပေးကင်းစီရဲ့အတွက်လည်းအန်ရီရှိသောပစ္စည်းများနဲ့ကူးဆက်စေသောအမိုက်များကိုလည်းစနစ်တကျခွဲခြားစွန့်ပစ်ပေးပါရှင်ကော်တောက်ကျွန်းတွင်နေထိုင်ကြသောမိသားစုအပေါင်းတို့မှအမိုက်များကိုစနစ်တကျအမျိုးအစားခွဲခြားစွန့်ပစ်ပေးခဲ့ပါကကော်တောက်ကျွန်း၏တဘာဝအလှတရားကိုလည်းမထိခိုက်စေုံနဲ့မကပဲကျွန်ုပ်တို့အားလုံးချစ်မြတ်လို့သောပင်လယ်သမုဒ္ဒရာတွေကိုအမိုက်များမရောက်ရှိတော့ပါဘူးယခုကဲ့သို့တင်းငယ်သောလှုပ်ဆောင်ချက်များဂယူးဆိုင်မှုများကနေပြီးတော့လေကြီးမားတဲ့တိုးတက်ပြောင်းလဲမှုများကိုဖြစ်ပေါ်စေခြင်းအမျိုးအစားခွဲခြားခြင်းပြန်လည်အသုံးပြုနိုင်ခြင်းပစ္စည်းများကိုပြန်လည်အသုံးပြုနိုင်ခြင်းဖြင့်ကျွန်ုပ်တို့ချစ်သောကော့တာအိုကျွန်းကိုဝိုင်းဝန်းကာဝယ်ကြပါစို့ရှင်ကျေးဇူးတင်ပါတယ်ရှင်